ဒီနေ့မှာစာစုလေးတစုဖတ်ထားတာတော့ကြာပြီပေါ့နော်အဲ့ဒီကအတွေးထဲမှာရောက်လာတယ်အဲ့တော့ဖတ်ပြမယ်နော်ချစ်ချင်းမြတ်တာဆိုတာကိုယ့်ရဲ့နိုင်ရေးကြော်ညာစာရွက်ပေါ်မှာဘယ်သူပဲဝါပါတယ်ဆိုတာနဲ့သက်သေပြကြတာမျိုးမဟုတ်ဘူးလို့ကျွန်မယုံကြည်တယ်။အိုမေးမစွမ်းဖြစ်လာချိန်တယောက်တည်းအထီးကျန်တိတ်ဆိတ်လာချိန်တွေမှာအနောက်မှာကိုယ့်အတွက်အချိန်ပေးပြီးရှိနေတဲ့သူတွေနဲ့သက်သေပြကြရတာ။တခါတရံမှာကျမတို့ဟာအဲ့ဒီမေတ္တာတရားကိုကိုယ့်မိသားစုစီကနေရချင်မှရပါလိမ့်မယ်။ဒါပေမဲ့ပစိမ်းတယောက်စီကဖြစ်ဖြစ်တရိษံလေးတစ်ကောင်စီကဖြစ်ဖြစ်ရတာလည်းဖြစ်နိုင်တယ်လေ။လိုအပ်ချက်တွေညှို့လင်းချက်တွေချုပ်ထိန်လိုမှုတွေနဲ့ချစ်ချင်းမေတ္တာတရားတွေထက်အခြေအနေမဲ့အကြောင်းပြချက်နဲ့စုံစမ်းရှိတဲ့မေတ္တာတရားတွေကသာပို့ပြီးတော့တန်ဖိုးရှိတယ်။တိတ်ဆိတ်မှုထဲမှာဖြစ်ဖြစ်တာမန်ဘဝထဲမှာဖြစ်ဖြစ်အမှောင်ထဲမှာဖြစ်ဖြစ်ပေါ့ဘယ်သူမဆိုမေတ္တာတရားကြောင့်ပျော်ရွှင်ခွင့်ရနိုင်ကြပါစေ။